ကလေးများအတွက်သမန်းကျန်လက်ဆောင်များဘုရားသခင်သည်အရာရာကိုဖန်ဆင်းသောအချိန်မြည်သူသည်ကျွန်ုပ်တို့အားဖန်ဆင်းသည်။သမန်းကျန်စာဘုရားသခင်နှုတ်ကပတ်တော်သည်လူသားမျိုးနွယ်၏အစကိုဖော်ပြခဲ့သည်။ရှေးအခါကဘုရားသခင်သည်ပထမလူသားအာဒံကိုဖန်ဆင်းတော်မူခဲ့သည်။ဘုရားသခင်သည်အာဒံကိုမြေမှုန့်မှဖန်ဆင်းတော်မူခဲ့သည်။ဘုရားသခင်သည်အာဒံ၏အထဲသို့ဇီဝအသက်ကိုမှုတ်သွင်းလိုက်သောအခါသူသည်အသက်ရှင်သောတတ္တဝါဖြစ်လာသည်။သူသည်အေဒံဟုခေါ်သောလှပသောဥယျာဉ်၌ရောက်နေသည်ကိုကိုယ်တိုင်တွေ့ခဲ့ရသည်။ဘုရားသခင်သည်အာဒံကိုမဖန်ဆင်းခင်တွင်ကိုယ်တော်သည်အံ့ဖွယ်ကောင်းသောအရာများနှင့်လှပသောလောကကိုဖန်ဆင်းခဲ့သည်။ဘုရားသခင်သည်တောင်ကုန်းများမြက်ခင်းများမွှေးသောပန်းများနှင့်ရှည်သောသစ်ပင်များအယောင်တောက်ပသောငှက်များတဝီဝီပြန်တတ်သောပြားများရေထဲတွင်လူးလှိမ့်ပျော်ပါတတ်သောဝေလငါးများနှင့်ချွေးချစ်ချစ်ပက်ချီခီယူတို့ကိုတဆင်ပြီးတဆင့်ဖန်ဆင်းတော်မူခဲ့ပါတယ်။ဘုရားသခင်သည်အရာရာပြည့်စုံရဲ့အမှန်တကယ်ဖန်ဆင်းတော်မူခဲ့ပါသည်။အစအဦးတွင်ဘုရားသခင်ဘာကိုမှမဖန်ဆင်းခင်၌ဘုရားသခင်မှလွယ်ဘာမှကိုမရှိခဲ့။လူနေရာနှင့်အရာဝတ္ထုတစ်စုံတစ်ရာမှမရှိအလင်းရောင်နှင့်အမှောင်လည်းမရှိအထက်အောက်ဆိုတာလည်းမရှိမနေ့ကနဲ့မနေ့ပြန်ဆိုတာလည်းမရှိဘုရားသခင်ကအစမပြုခဲ့ရသေးခင်ဘုရားသခင်မရှိခဲ့၏ထို့နောက်မှဘုရားသခင်သည်ဆောင်ရွက်တော်မူခဲ့သည်အစအဦးတွင်ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူခဲ့၏မြေကြီးသည်ပုံသဏ္ဍာန်မရှိလေဟာပြင်ဖြစ်၏အမှောင်သည်နည်းနည်းသောမျက်နှာပေါ်တွင်ရှိ၏ထို့နောက်ဘုရားသခင်သည်မိန့်ခဲ့သည်အလင်းဖြစ်စေထို့နောက်အလင်းဖြစ်လာသည်ဘုရားသခင်သည်အလင်းကိုနေ့ဟုခေါ်၍အမှောင်ကိုညဟုခေါ်တွင်ခဲ့သည်ထိုညနေနေ့မနက်သည်ပထမနေ့ဖြစ်လေ၏ဒုတိယနေ့တွင်ဘုရားသခင်သည်ကောင်းကင်အောက်ရှိသမုဒ္ဒရာပင်လယ်နှင့်ရေကန်များထဲသို့ရေများကိုဆောင်သွင်းတော်မူ၏တတိယနေ့တွင်ဘုရားသခင်မိန့်ခဲ့သည်မှာ6တွေ့သောကုန်းမြေပေါ်ထွန်းစေထို့နောက်ယင်းသည်ပေါ်လာလေ၏ဘုရားသခင်သည်မြက်ပင်ပန်းပင်ခြုံပုတ်နှင့်တစ်ပင်ကြီးများပေါ်ပေါက်လာစေရန်လည်းအမိန့်ပေးတော်မူခဲ့သည့်အတိုင်း၎င်းတို့ပေါ်ပေါက်လာခဲ့သည်ထိုညနေနှင့်မနက်သည်တတိယနေ့ဖြစ်ပါသည်ထို့နောက်ဘုရားသခင်သည်နေလနှင့်မြည်သူမှမရေတွက်နိုင်သောခြေများစွာကိုဖန်ဆင်းတော်မူခဲ့သည်ထိုညနေနှင့်မနက်သည်စတုထနေ့ဖြစ်ပါသည်ဘုရားသခင်၏နောက်ထပ်စီရင်မှာပင်လယ်သတ္တဝါငါးနှင့်ငှက်များတို့ဖြစ်ကြပါသည်ကျင်းစမနေ့တွင်ကိုတော်သည်ခုံမမန်းကြီးများတို့နှင့်သိငယ်သောငါးတစ်တာငါးများခြေတံရှင်ငှက်ကလအုံးများတို့ကိုဖန်ဆင်းတော်မူခဲ့ပါသည်ဘုရားသခင်သည်အမျိုးစုံသောငါးတို့ကိုကမ္ဘာရေပြင်တွင်ဖြည့်တင်းပေးခဲ့ပြီးငှက်မျိုးစုံတို့ကိုလည်းကုန်းမြေပင်လယ်နှင့်ကောင်းကင်ပြင်တွင်မှပျော်မျိုးစေတော်မူခဲ့ပေသည်ထိုညနေနှင့်မနက်သည်ပြင်စမနေ့ဖြစ်ပါသည်ယင်းနောက်ဘုရားသခင်သည်ထည့်၍မိန့်တော်မူခဲ့၏ကိုတော်မိန့်တော်မူခဲ့သည်မှာမြေကြီးသည်အသက်ရှင်သောတတ္တဝါတို့ကိုထုတ်ဆောင်ပေးရမည်အလုံးစုံသောတိရစ္ဆာန်အင်းဆက်နှင့်တွားသားတတ္တဝါတို့သည်ပေါ်ပေါက်ရှင်သန်လာခဲ့ကြသည်မြေပြင်ကိုတုံစေသောဆင်များနှင့်အလုရှုပ်နေတတ်သောဖြံများလည်းပါပါသည်စော်ကစားတတ်သောမြောင်များနှင့်ကိုယ်ရကားရမိကြောင်းများလည်းပါသည်တွန့်လင်၍သွားတတ်သောတီကောင်များနှင့်အစင်ချင်းမဲ့မြောက်အမေရိကမှရှင်မျိုးလည်းပါသည်ခရောခရောနဲ့တစ်ကလုံးနဲ့ဂရူဂရူနဲ့ချင်းသက်ဖြစ်သောကြောင်လည်းပါသည်ထိုနေ့တွင်ဘုရားသခင်သည်တိရစ္ဆာန်အလုံးစုံကိုဖန်ဆင်းတော်မူခဲ့ပါသည်ရင်းရင်နေမနက်သည်စတ္ထမနေ့ဖြစ်ခဲ့ပါသည်ဘုရားသခင်သည်6ရက်မြောက်နေ့တွင်အလွန်ထူးခြားသောအခြားအရာတစ်ခုကိုလည်းပြုလုပ်ခဲ့သေးသည်အရာတိုင်းသည်ယခုတွင်လူအတွက်အစဉ်သစ်ဖြစ်နေပြီကုန်းမြေများတွင်စားစရာများနှင့်တိရစ္ဆာန်များကလည်းလူအစီကိုခံကြမည်ဘုရားသခင်ကမိန့်တော်မူသည်မှာငါတို့၏ပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းကြစို့ကမ္ဘာပေါ်ရှိအရာတိုင်းအပေါ်တွင်သူကသခင်ဖြစ်ရမယ်ထို့ကြောင့်ဘုရားသခင်သည်ကိုယ်တော်ပုံသဏ္ဍာန်တော်နှင့်အညီလူကိုဖန်ဆင်းတော်မူခဲ့ပေ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီသူ့ကိုဖန်ဆင်းခဲ့ဘုရားသခင်သည်အာဒံကိုမိန့်တော်မူခဲ့သည်ဥယျာဉ်ထဲမှာတင်ကြိုက်တဲ့အသီးကိုစားပါဒါပေမဲ့ကောင်းမကောင်းတိကျွမ်းရာအပင်ကအသီးကိုတော့မစားပါနဲ့ထိုပင်ကအသီးကိုတင်စားခဲ့ရင်သင်အမှန်တရားလိမ့်မယ်ဒီနောက်ဘုရားသခင်ကမိန့်တော်မူခဲ့သည်မှာယောက်ျားသည်တယောက်တည်းမနေကောင်းငါသည်တို့အတွက်ထောင်မကိုဖန်ဆင်းဦးမယ်ဘုရားသခင်သည်ညံ့များနှင့်တားရန်တိရစ္ဆာန်များကိုအာဒံထံခေါ်ဆောင်လာခဲ့၏အာဒံသည်သူတို့အားလုံးကိုနာမည်ပေးလေ၏သူသည်နာမည်ပေးခြင်းသူဖြစ်ရ၏
သို့သောငှက်များနှင့်သားရဲများထဲတွင်အာဒံအတွက်သိညော်သောအဖော်မရှိပေဘုရားသခင်သည်အာဒံကိုကြီးသောအိပ်စက်ခြင်းဖြင့်အိပ်စက်တော်မူစေ၏အိပ်ပျော်နေသောလူယောက်ျားအာဒံ၏နံရိုးအချောင်းကိုယူ၍လူမိန်းမကိုဘုရားသခင်ကဖွဲ့စည်းခဲ့၏ဘုရားသခင်ဖန်ဆင်းသောလူမိန်းမသည်အာဒံ၏အဖော်ဖြင့်တိကျစွာကန့်လန့်ခဲ့၏ဘုရားသခင်သည်အရာရာကို6 ရက်အတွင်းတွင်ဖန်ဆင်းတော်မူခဲ့၏ထို့နောက်ဘုရားသခင်သည်9 ရက်မြောက်နေ့ကိုကောင်းကြီးပေးပြီးအနားယူမည်နေ့အဖြစ်သတ်မှတ်တော်မူခဲ့၏အာရန်ဥယျာဉ်ထဲတွင်အာရန်နှင့်သူဇနီးအေဝါတို့သည်ဘုရားသခင်ကိုနာခံခြင်းဖြင့်ပြည့်စုံသောပျော်ရွှင်မှုကိုရရှိခဲ့ကြ၏ဘုရားသခင်သည်သူတို့၏သခင်သူတို့ကိုထောက်ပံ့သူနှင့်သူတို့၏မိတ်ဆွေဖြစ်တော်မူခဲ့ပြီသည်ကျွန်ုပ်တို့မကောင်းမှုပြုခဲ့ကြောင်းကိုဘုရားသခင်သိတော်မူ၍၎င်းကိုအပြည့်ဟုခေါ်တွေ့၏အပြည့်အခါမှာတည်ခြင်းပင်ဖြစ်၏ဘုရားသခင်သည်ကျွန်ုပ်တို့ကိုအလွန်ချစ်သဖြင့်သားတော်ယေရှုကိုဆေလွတ်တော်မူကားကားတိုင်တော်ပေါ်တွင်ကျွန်ုပ်တို့၏အပြစ်အတွက်အခကိုပေးဆက်တော်မူခဲ့သည်ထို့နောက်ယေရှုသည်ပြန်ရှင်ကားကောင်းကင်ဘုံသို့တဖန်ပြန်ကြောက်ရောက်တော်မူခဲ့သည်ယခုတွင်ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုဖြေလွှတ်ပေးနိုင်တော်မူ၏တင့်ပြစ်မှတင်သည်ဝေးကွာလိုပါလျင်ဘုရားသခင်ကိုဤသို့ပြောလိုက်ပါယေရှုသည်ကျွန်ုပ်အပြစ်အတွက်အသေးခံတော်မူပြီးတဖန်ပြန်ရှင်တော်မူခဲ့သည်ကိုကျွန်ုပ်ယုံကြည်ပါ၏ယေရှုပြု၍ကျွန်ုပ်၏ဘဝထဲသို့ဝင်ရောက်ကာကျွန်ုပ်၏အပြစ်များကိုခွင့်လွှတ်တော်မူပါထို့သောအားဖြင့်ကျွန်ုပ်သည်အသက်တစ်ကိုရရှိပြီးကိုယ်တော်နှင့်တူထာဝရရှိပါမည်ကိုယ်တော်၏ကလေးအဖြစ်ကိုယ်တော်အတွက်အသက်ရှင်ရန်မဆတော်မူပါအာမင်ယော3:16တမန်ကျမ်းစာကိုဖတ်ပြီးဘုရားသခင်ကိုနေ့စဉ်စကားပြောပါဘုရားသခင်သည်အရာရာကိုဖန်ဆင်းသောအချိန်ဘုရားသခင်၏နှုတ်ကပတ်တော်ဝတ္ထုတမန်ကျမ်းကိုတင်တွေ့ခဲ့ကဘာဦးကျမ်း1:2ကိုယ်တော်၏နှုတ်ကပတ်တော်မူဝသည်အလင်းကိုပေး၏ဇလံ119:130ရေးသားသူ Edward Hughes ဖတ်သူတစ်ထက်ဆက်သွယ်ရန် www.bibleforchildren.org